ဟယ်လိုဒီနေ့တော့ဆိုင်မှာသွားစားရင်ဈေးကြီးပေးပြီးစားရတယ်ငွေရှင်းကြော်နီးလေးကိုမျှဝေပေးထားပါတယ်ဒီငွေရှင်းကြော်လေးရတော့မြို့သားတွေထူကြိုက်တဲ့အစားအစာဖြစ်ပြီးတော့ကိုယ့်အိမ်မှာကိုလှုပ်စားရင်တော့ဝဝလင်းလင်းစားရတာမို့ချက်နီးလေးကိုမျှဝေပေးထားတာပါပထမဆုံးငရှင်းကိုကင်ပြီးတော့အတုံးသေးသေးအတွန်းကိုလက်တစစ်စီတုံးပေးထားပါမယ်နော်ကျမတော့ငရှင်းမကင်ရဲလို့ရောင်းတဲ့သူပဲကင်ငိုင်းလိုက်ပါတယ်လက်တစစ်စီတုံးထားတဲ့တုံးလေးတွေကိုစားရည်ရှာလကားရည်နဲ့နာနယ်ပြီးတော့ဆေးရပါမယ်နော်ညှိနှံပြအောင်လို့စားနဲ့ရှာလကားရည်သူ့ချွဲကြည့်ပြအောင်လို့ထည့်ဆေးရပါမယ်ပြီးရင်တော့စားရယ်ချုံမုတ်စားတို့ဟင်းရွက်မုတ်ရယ်စနွင်းရယ်ငရုတ်ကောင်းလေးပါထည့်လိုက်ပါတယ်เนาะငရုတ်ကောင်းလေးတွေထည့်ပြီးတော့အားလုံးကိုသမအောင်လို့နေပေးထားပါမယ်ခုဆိုရင်ငရှင်းကြောက်ကြော်လေးငရှင်းကြော်လေးစကြော်ပြီပေါ့နော်ပထမဆုံးပြင်းတော့သိမ်ရွက်ခေါ်တဲ့စီသက်ရွက်ကိုအရင်ကြော်ပေးထားပါမယ်စီသက်ရွက်လေးတွေရပြီဆိုရင်တော့ခွက်တစ်ခုတည်းဖယ်ထားပြီးတော့ကျန်တဲ့စီနဲ့ကြက်တော်နီပပလှီးထားတာလေးတွေကြော်ပါမယ်ကျက်တော်နေနည်းနည်းနှွှမ်းရင်ကျက်တော်မြူနဲ့ဂျင်းထောင်းထားတာလေးတွေထည့်လိုက်ပါတယ်စနွင်းထည့်ပါတယ်ငရုတ်ရောင်တင်ထည့်ပါတယ်ဒီနေရာမှာဆက်ဆက်လေးစားခြင်းတဲ့သူတွေကတော့ငရုတ်ခွဲချမ်းထပ်ထည့်ပြီးစားနိုင်ပါတယ်เนาะကျမတော့မထည့်တော့ပါဘူးကျက်တော်နေစီတက်မွေးလာပြီဆိုရင်ခုနကလုံးလာတဲ့ငရှင်းလေးတွေထည့်လိုက်ပါတယ်ခရူးစီထည့်ပါတယ်ပြီးရင်တော့အားလုံးကိုသမအောင်မှွေပေးပါမယ်
ရတာအတွက်ကြက်သားမုံထည့်ပါတယ်ငရှင်ကြော်လေးမှုေးလာပြီဆိုရင်တော့ခုနစေတက်ခုနကြော်ထားတဲ့ပြင်းတော့တိမ်ရွက်လေးထည့်လိုက်ပါတယ်ခုဆိုရင်မျိုးသားတွေကြိုက်တဲ့ငရှင်ကြော်လေးတစ်ခွက်ရပါပြီနော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်